Hi အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ The Dhamma Light YouTube Channel ဓမ္မအလင်းဉာဏ်ဖြင့်ဘဝနေထိုင်ရန်နီလန်းများမှပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်ယနေ့တင်ဆက်ပေးမည်အကြောင်းအရာလေးကတော့အပန္နာကဇက်လဲကုံသေးနှစ်ဦးပြစ္ဆုတ်ပံဝတ္ထုမြတ်စွာဘုရားသခင်သည်တာဝတိပြည်ဇေတဝန်ကျောင်းတော်၌တည်င်းသုံးတော်မူစဉ်တိဋ္ဌိတို့၏ယုံကြည်လိုက်နာမှုခိုင်မာခြင်းနှင့်ဆက်လင်း၍ဤတိတ်ဆက်ကြောင်းကိုဆောင်၍ဟောတော်မူသည့်အတိတ်ဝတ္ထုရှေးလွန်လေပြီးသောအခါဗာရာဏသီမြို့တော်၌ဗျမတက်မင်းကြီးထီနန်းစိုးစံစဉ်ဖျားလောင်းသည်လဲကုံတဲ့မြို့၌ဖြစ်လေသည်သူသည်လိမ္မာရေးချရှိ၍ကြိုးကြောင်းတင်အောင်စင်ကျင်ဝေဖန်တတ်သည်လဲ900ဖြင့်အနေနဲ့အရရက်တို့အယောင်းဝယ်ထွက်သည်ထိုဗာရာဏသီမြို့တော်၌ပင်စင်ကျင်တုံတရားမရှိအရာရာတိုင်းကိုယုံလွယ်တတ်သူအခြားလဲကုံတဲ့တဦးရှိသည်တနေ့သောအခါဖျားအလောင်းကုံတဲ့သည်လဲ900တို့ဖြင့်ဝယ်အပြည့်တင်ဆောင်ကကုံရောင်းထွက်ရန်စီစဉ်နေစဉ်လဲကုံတဲ့မိုက်လဲဖျားလောင်းသွားမိခီးစဉ်အတိုင်းလှဲစီရေ900တို့ဖြင့်ကုံရောင်းထွက်မိဆိုသည့်တည်င်းရောက်လာသည်ဖျားလောင်းကလူ1000နှင့်နွား2000တစ်ချိန်နဲ့တခီးတည်းသွားရန်မလွယ်ကူလန်ခီတွင်ထင်းမီကစား၍စခန်းချရေးအထိအခက်ခဲရှိမည်ဟုစဉ်းစားမိသဖြင့်လဲကုံတဲ့သူမိုက်ကိုခေါ်၍တင်းရှိကသွားလူကသွားပါသို့မဟုတ်နောက်မှခြံကလိုက်လူကလည်းလိုက်ပါဟုပြောဆိုဆွေးနွေး၏လဲကုံတဲ့မိုက်ကရှေးဥစွာသွားလျင်မိမိ၏ကုန်ပစ္စည်းများကိုရောင်းချရာ၌ဈေးကောင်းကိုရမည်နောက်မှလိုက်ပါကဈေးကောင်းကိုမရနိုင်ဟုစဉ်းစားပြီးရှေးဥစွာသွားမည်ဖြစ်ကြောင်းပြောပြသည်လဲကုံတဲ့မိုက်ဥဆောင်သောအဖွဲ့သည်ခီးထွက်ခွာသွား၍မကြာမီခီးချမ်းအလဲသို့ရောက်၏ကန္နာရတော်ထဲ၌ဘီလူတို့သည်လူအသွင်ဖန်ဆကြပြီးနွားဖြူဖြူတရှင်းလဲရင်ငယ်အနှဲငယ်ဖြင့်မျက်နှာချင်းဆိုင်ရက်မှမောင်းနှင်လာကြသည်ခေါင်းဆောင်လုပ်သူကလဲစီကအချွေရံများကခြေကျင်လိုက်ပါကြသည်သူတို့၏ကိုနှင့်အဝတ်စားလက်နက်တို့မှာရွှွညွန်တို့ဖြင့်ပေကြံနေကရေဆက်ရေပေါက်တို့ဖြင့်ရွှဲရွှဲဆူနေသည်ကုံသေးမိုက်အဖွဲ့နှင့်စုံမိကြသောအခါလန်ခီအခြေအနေကိုစူးစမ်းမေးမြန်းကြ၏ဘလူးများကရှေ့တွင်မိုးကြီးသည့်ထန်စွာရွာသွန်းနေသည်တောလန်ခီတလျှောက်အင်းအိုင်ချိုင်ဝမ်းများဖြင့်ရေပြည့်လျက်ရှိပြီးကြာပန်းစုံတို့ဖူးပွင့်နေသည်ဟုပြောပြကြသည်ထိုသတင်းကိုကြားရသောအခါလှဲကုံသေးမိုက်သည်ဝင်ဘော့စေရန်ပါလာသောရေများကိုတုံပစ်ခိုင်းကရှေ့ခီးသို့ဆက်လာခဲ့ကြသည်ညနေနေဝင်၍စခန်းချရက်နာသောအခါရေမရှိသဖြင့်ချက်ပြုတ်စားတောက်လို့မရတော့ပေနွားများလည်းရေငက်လူများလည်းအာဟာရပြတ်ကုန်ကြ၏လူများရောနွားများပါခွန်အားရုပ်လျော့ကုန်ကြသည်ဤယုံကိုမြည်၍ဤချုံကိုထွင်ခဲ့သောဘလူးများသည်ညင့်တကောင်ချိန်ရောက်သည်နှင့်လဲစခန်းကိုဝိုင်းရန်လာကြကာလဲကုံတဲ့မိုက်ဥဆောင်သည့်အဖွဲ့အားတက်ဖြတ်စားတောက်ကြလေသည်ဖျားလောင်းလဲကုံတဲ့တို့သည်ကုံတဲ့မိုက်အဖွဲ့ထွက်သွားပြီးနောက်လက်ဝက်ပြည့်သည့်နေ့တွင်မှခရီးဆက်ထွက်သည်ကန္နာရအဝင်သို့ရောက်သောရေကိုလုံလောက်အောင်ဖြည့်သည်မိမိခွင့်ပြုချက်မရဘဲကန္နာရထဲတွင်ရေလက်တစ်ခုပ်တော်များမဖြုံးတီးရမြည်သည့်တစ်တီးတစ်ရွက်ကိုများခူးဆွတ်မစားရဟုတင်းကျပ်သည့်စီကံများချမှတ်သည်အစိတ်သည်အစိတ်ရွက်များကိုစားတောက်မိကြမည်ဆို၍သူစီကံချမှတ်ပေးခြင်းဖြစ်သည်ဖျားလောင်းနှင့်လှဲကုံတဲ့ဖွဲ့တို့ကန္နာရအလဲသို့ရောက်သောအခါဘလူးများကလှည့်စားကြပြန်သည်ရေများကိုလည်းစွန့်ပစ်လေအောင်ကြံဆောင်အားထုတ်ကြသည်တောလန်ခီတလျှောက်အင်းအိုင်ချိုင်ဝမ်းများဖြင့်ရေပြည့်လျက်ရှိပြီးကြာပန်းစုံတို့ဖူးပွင့်နေသည်ဟုပြောပြကြသည်တို့ရာတွင်ဖျားလောင်းကိုကားလှည့်စား၍မရကန္နာရထဲတွင်မိုးရွာနေသည်ဟုဘီလူးတို့ကဆိုတော်လဲမိုးရိပ်လေရိပ်ကိုမမြင်သဖြင့်မယုံကြည်ထို့ပြင်ဤသူများသည်မျက်လုံးများသည်နီးသည်ကိုရိပ်လဲမထွက်ဧကန်စင်စစ်လူသားမဖြစ်နိုင်ဘလူးများသာဖြစ်မည်ဟုစင်ကြင်မိသည်တို့ဖြင့်ရေများကိုမစွန့်ပစ်စေဘဲတဲဆောင်စေခဲ့သည်နေဝင်စပြုလာချိန်တွင်စခန်းထောက်နေရသို့ရောက်သောအခါလဲကုံတဲ့မိုက်နှင့်အဖွဲ့အားဘလူးတို့စားထားသည့်အယိုးစုတို့ကို၎င်းလဲများကို၎င်းတွေ့ကြရသည်ဖျားလောင်းနှင့်အဖွဲ့သည်ထိုညဖို့ထိုနေရာတွင်ပင်ညစာချက်ပြုတ်စားတောက်ကအိတ်ဆက်ရန်ရနာကြသည်ဖျားလောင်းကမူမအိပ်ပဲတန်လျက်ကိုဆွဲကင်၍ညင်3ရန်ပတ်လုံးသူ့ပရိသတ်ကိုစောင့်ရှောက်နေသည်နနက်မိုးလင်းချိန်တွင်ဖျားလောင်းသည်မိမိ၏လဲများထဲမှဟောင်းအိုသောလဲများကိုဖယ်ထုတ်ကာလှဲတစ်များဖြင့်အစားထိုးသည်ပါလာသည့်ရောင်းကုန်များထဲမှတံမိုးနှဲကုန်များကိုချထားခဲ့ပြီးပိုင်ရှင်မဲ့ပစ္စည်းများထဲမှတံမိုးကြီးရောင်းကုန်များကိုပြောင်းတင်၍ထွက်ခွာခဲ့ပါသည်ထို့နောက်မိမိတို့လိုရာခီးသို့ဆက်လက်သွားရောက်ရောင်းချရာအမျက်ငွေ2ဆရရှိခဲ့လေသည်ဇက်ပေါင်းလဲကုံတဲ့မိုက်ဒီဝတ်တက်လဲသားများဒီဝတ်တက်ပရိသတ်ပညာရှိလဲကုံသည်ဗုဒ္ဓသူ၏လဲသားများဗုဒ္ဓပရိသတ်အနှစ်ချုပ်မစင်စားမစင်ကျင်သူပျက်စီးတတ်ပြီးစဉ်းစားဆင်ခြင်၍ပြုသူအကျိုးရတတ်သည်အပတ်စဉ်ဗီဒီယိုအသစ်များတင်ဆက်ပေးပါမည်
ဓမ္မအကြောင်းတိုးတက်လေ့လာလို့သူများလက်လွတ်မခံစေလိုပါအသစ်တင်တိုင်းကိုလည်းသိရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe like share လေးလုပ်ပေးခဲ့ပါအောင်ခင်ဗျဓမ္မ၏အလင်းရောင်ကိုအတူတကွဖြန့်ချိကြပါစို့အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ